မာလာရှန်ကောလေးချက်ရအောင်နော်ဟီမာကတော့လေအိမ်မှာရေကတစ်တာရှင်းကျင်တဲ့အခါတိုင်းဟင်းရွက်အတူအစလေးပိုရှန်နေတဲ့အခါမှာအလွယ်တကူမာလာရှန်ကောအနှစ်ထုတ်လေးနဲ့ချက်စားလေးရှိပါတယ်လိုအပ်တဲ့ပစ္စည်းတွေကလေမြေပဲဆန်ရဲ့မာလာရှန်ကောအနှစ်ထုတ်လေးရဲ့ငံပြာရည်ရဲ့ကိုကြိုက်တဲ့ရအသားငါကြိုက်တာထည့်လို့ရပါတယ်ဟိုင်းကထုတ်တဲ့မာလာအနှစ်ထုတ်လေးရလေအထက်မှာအနှစ်ထုတ်2ထုတ်ပါတယ်တစ်ထုတ်ကိုဆိုလူ3-4ယောက်လောက်ကောင်းကောင်းစားလို့ရတယ်ဟေးမာလေမာလာရှန်ကောအနှစ်တည်းဟာစီတွေကိုအရင်တက်တက်ပေါ့နော်ညှစ်ပြီးတော့ဖယ်ထားလိုက်တယ်ကြံတဲ့အဖက်တွေကိုကျတော့ရေလေးရောပြီးတော့ငံပြာရည်လေးနည်းနည်းပေါက်ပြီးတော့မှွေပြီးတော့တက်တက်ထားလိုက်တာပေါ့နော်အမြဲ2ခွက်အရင်ကြိုပြင်ထားလိုက်တယ်အဲ့လိုမခွဲရင်လေစီတက်တဲ့အချိန်ကြလို့ရှိရင်လေအိမ်မာလာအနှစ်တည်းကတအားမှုန်ပြီးတော့လေခေါင်းကိုက်လို့ဒီကျတော့လိုအပ်တဲ့အသီးနှံလေးတွေပေါ့နော်ကိုစားခြင်းနဲ့အရွယ်အစားလေးတွေဖြတ်တောက်ပြီးတော့တေချာလေးပြင်ဆင်လိုက်တာပေါ့နော် lotus fruit လေးကတော့ဟိမှာလုပ်ပြီးသား ready made မရှိလို့ပေါ့နော်အဲဒီ fresh လေးပဲဝယ်လာပြီးကိုယ့်ကိုယ်ပဲအိမ်မှာတုံးလိုက်တာပေါ့နော်ဒီကလေးကတော့အစ်တစ်စိလေးသဘောကျတယ်ဟိုမြန်မာပြည်ကလေးကိုပပိုးဝါမြက်လို့ပုံစံလေးမှလို့ယူနွေးလေးတည်ပြီးတော့အမာရာလေးတွေအရင်ဆုံးပြုတ်လိုက်တာပေါ့နော်ငုံဦးတို့ပြောင်းမှုတို့အချိန်ကြာတဲ့ဟာလေးတွေအရင်ပြုတ်တယ်ပြီးတော့ကြာဆွဲတို့အာလူးတို့လိုဟာလေးတွေပြုတ်တယ်နောက်ပြီးကြာမှတဖြည်းဖြည်းအရန်ကြီးပြုတ်တာကြာတဲ့ဟာနေပြီးတော့အနူးမြန်တဲ့ချင်းဖြည်းဖြည်းချင်းစီသွားတာပေါ့နော်နောက်ပြီးကြာမှပြုတ်ရလွယ်တဲ့ပန်းကော်ဖီတို့မြက်တို့နောက်ဆုံးကြာမှကိုက်လန်တို့မှုတို့ပေါ့နော်အလွယ်ဆုံးဟာလေးတွေကိုထည့်ချသွားတာပေါ့နော်ကစွန်းရွက်ကိုတော့ကြိုမပြုတ်ဘူးကြော်တဲ့အချိန်ကြာမှပဲထည့်လိုက်တယ်စိမ့်စိမ့်ကျွတ်ကျွတ်လေးဖြစ်အောင်ပေါ့နော်နောက်ပြီးကျတော့ကြက်တဲ့ဟာလေးတဖြည်းဖြည်းချင်းဆယ်ယူသွားလိုက်တာပေါ့နော်ရေအေးလောင်ပြီးစကားစစ်ထားလိုက်တာပေါ့နော်ဒေဦးလေးပူလာလို့ရှိရင်စောဟာစစ်ထားတဲ့စီလေးတွေအရင်ဆုံးထည့်လိုက်ပါမယ်စီလေးစူလာလို့ရှိရင်အကြက်တာကြာမဲ့အသားလေးတွေအရင်ဆုံးထည့်ကြော်လိုက်ပါတယ်ပြီးကြလို့ရှိရင်အကြက်မြန်တဲ့ပစုံလေးကိုထည့်ပြီးတော့ဟိုလိုက်တယ်ပြီးတော့မှဆဆောလိုပဲပေါ့နော်မာဟိုစားချင်တဲ့ဟာတွေကြိုက်တယ်လို့တော့ထည့်လို့ရတာပေါ့နော်ဒီမှာတော့အာလူးတို့ခောက်ဆွဲတို့အရင်ထည့်ကြော်ရတာသဘောကျတယ်ပေါ့နော်ပြောင်းမှုတို့လို့ပေါ့အဲ့ဒါတွေအရင်ဆုံးထည့်ကြော်လိုက်တယ်အရွက်လေးတွေပြော့တဲ့ဟာလေးတွေကြာတော့လေမီးလေးလျှော့ပြီးတော့မှနောက်ဆုံးကြမှာပဲထည့်လိုက်တာပေါ့နော်အားလုံးပြီးပြီဆိုလို့ရှင်စောစောကမာလာအနှစ်ရည်လေးဒုတိယအခွက်လေးကိုအကုန်လုံးလောင်းထည့်လိုက်တာပေါ့နော်ကစွန်းရွက်လေးကိုနောက်ဆုံးမှထည့်လိုက်တယ်အဲ့ဒါမှကစွန်းရွက်ကြီးကမဲမသွားပဲနဲ့လေဆင်းဆင်းကျွတ်ကျွတ်လေးကြံတာပေါ့နော်ဘရိုကိုလီတို့ဘာလို့ဆိုလဲအဲ့လိုပဲနောက်ဆုံးကြမှာပဲထည့်ရတာသဘောကျတယ်အစိမ့်တက်လေးလည်းမပြောက်သွားဘူးပေါ့နော်ပြီးတော့မြေပဲဆန်လေးဖြူလိုက်တယ်နည်းနည်းမင်းလေးအုပ်လိုက်တယ်ရပါပြီရှင် Don't forget to like and subscribe နော်